မြတ်စွာဘုရားကပြိဋိဘံသံဃာနီးမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုဟာမှတ်သားเสียရှင်အနန္ဒာကိုဗာမိန့်ရှိတော့ဆိုအနန္ဒာတဲ့အိဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သန္တာဝီရိယဝိမန္တတို့ကိုစနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကျော်အောင်နေနိုင်တယ်သေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်အတိုင်းအတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူးသေခြင်းတရားကိုအတိုင်းအတာတစ်ခုရတားဆီးထားနိုင်တယ်မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံး10လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်သုတ်မှလာတဲ့ပရိနိဗ္ဗာန်မဆံခင်10လပရိနိဗ္ဗာန်ဆံဖို့10လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလမှာပရိနိဗ္ဗာန်ဆံမယ်ဆိုရင်ဝါဆိုလာပြီးကျော်တရက်မြတ်စွာဘုရားဟာအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်သွားကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးမြတ်စွာဘုရားက10လအတွင်းအဲ့ဒီယောဂမပေါအောင်ထိန်းလိုက်တယ်။ဘာနဲ့ထိန်းလို့ဆိုရင်ဟောဒီသန္တာဝီရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့အိဋ္ဌိပတ်၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိန်းလိုက်တယ်။ထိန်းလိုက်တာ10လကြည့်ဒီအဲ့ဒီယောဂပြန်မပေါ်ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါဘာလို့တုံးဆိုရင်သေကဏီလို့ဆိုရင်ဆိုလူကုတ်တဲ့ထိုးပေးတာ